ကျွန်တော်တို့ LMG ကနေပြီးတော့တာဝန်ယူဆောင်ရွက်နေတဲ့ Okay Resident ဟာဆိုရင်တနေ့တစ်နေ့ပုံစံပုံမှုပေါ်ပေါက်လာပြီပဲဖြစ်ပါတယ်ground floor ဟာဆိုရင်အုပ်စုချောလုပ်ငန်းပြုလုပ်နေကြပါတယ်အပေါ်ထပ်မှာဆိုရင်တော့အမိုးတိုင်းတိဆောက်နေကြပြီးတော့အမိုးရေတယောက်ပန်းဆွဲပန်းပြအထိအသေးစိတ်တစ်ခုချင်းစီဂရုတစိုက်နဲ့လုပ်ကိုင်နေကြပါတယ်။ roofing လောင်းချပြီးအမိုးအပိုင်းပြီးမြောက်ဖို့လည်းအချိန်ကာလနီးကပ်နေပြီပဲဖြစ်ပါတယ်။ပလန်ချင်းစီကနေ Okay Resident ကိုအိမ်တစ်လုံးအဖြစ်ပုံဖော်နေရပဲဖြစ်ပါတယ်။နောက်ဘက်တွေမှာလည်း Okay Resident ရဲ့ upgrade ပုံစံတွေကိုLMG page ကနေတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ LMG page ကို like and follow လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်။